ရေးမှန်ညနေအလောကပြန်ရောက်တဲ့ချိန်ဟာတာမန်နေ့တွေထက်ဒီနေ့ကတော့နည်းနည်းစောနေခဲ့တယ်။ဆောင်းထဲကိုဝင်အခန်းတော်ကိုဖွင့်အထီးကျန်အိယာလေးပေးကဆေးလိပ်တော်ကိုကောက်ကိုင်ပြီးပူအိုက်လာတဲ့အခန်းကျင်းလေးတွေမှာမနေနိုင်လို့ဗရန်ဒါစီထွက်ပြီးဆေးလိပ်ကိုမြင်ကြီးလိုက်တယ်။ညနေဘက်မှကြာနေရဲ့လင်းတန်းကပူလောင်ခြင်းကိုမဖြစ်စေပဲနေတွေ့မှုကိုသာဖြည့်ဆည်းပေးနေတယ်။ငါးလွှာမှာနေရပေမဲ့လမ်းတစ်ဖက်ကဖះเจ้าဝင်ကြီးကမိုးမထားနိုင်တော့တိုက်ခတ်လာတဲ့လေပြင်းညင်းနေရဲ့ရာသာကိုအပြေးဝခံစားနေမိလောကပင်မဲ့သမျှကိုဖြေပြောင်းနိုင်ပြီးစိတ်ရခိတတည်ငြိမ်ခြင်းပေးစွမ်းနိုင်တဲ့နေရာလေးကိုဥညွတ်မိတယ်။ရောက်တဲ့ရာရာငေးကြည့်နေရင်တိုက်အောက်ကညာသေးရှိရစီမျက်စိရောက်သွားမိတယ်။တာငါတဲ့တွေကတစုဟင်းသီးဟင်းရွက်တဲ့တွေကတစုကုံကြောင်ရောင်းနေသူကတစုနဲ့နေ့စဉ်လှုပ်ရှားနေကြရတဲ့ညနေခင်းရဲ့လူလူတဲ့တန်းကိုအကောင်းဆုံးဖော်ဆောင်နေကြတယ်။ရွေရှားနေတဲ့လူဟုတ်ဘတ်ကားပေါ်အတက်ဆင်းနေတဲ့ရှုပ်ရှက်ခတ်နေတဲ့မှတ်တိုင်ရဲ့ဈေးသည်တွေကြားမှာကျွန်တော်ရဲ့အာရုံကိုဖန်ဆားထားလိုက်သူတယောက်ဟာညာသေးရှိရာကိုလာနေတယ်။ပလောက်စိမ်းကြီးနေညိုရောက်တမင်ဖြူပေါ်မှာပန်းမကြီးရေးထားပြီးလက်မောင်းထက်မှာအေးနေအောင်လေးကိုချိတ်လို့ပတ်စံကြီးပန်းရောင်သေးလေးကိုကင်ပြီးလမ်းဖြတ်ကူလာတယ်။အသားကြီးကပလဲလို့ဝင်နေပြီးလက်မောင်းထိရှည်လျရတယ်။သူမရဲ့စပင်းတွေကလမ်းလျှောက်လိုက်တိုင်းရိမ့်နှွယ်ပြီးနေတတ်တယ်။ဆန်ရွယ်တွေကိုနေရွက်နောက်မှာတိမ်ပြီးညာစိမ်းတန်းရှိရာလမ်းမတစ်လျှောက်ဟိုဒီငင်းနေပြီသူမရဲ့စိတ်ထဲမှာတော့ဒီနေ့အတွက်ဘလို့ဟင်းချက်စရာမျိုးဝယ်ရပါမလဲတွေးနေမယ်ပုံပါပဲညာစိမ်းတန်းလေးကအလွန်ဆုံးရှိမှခြေလမ်း90လောက်ပဲပေါ့ဟိုဒီငင်းနဲ့ရှောက်လာနေတဲ့သူမကျွန်တော်တို့တိုက်ရဲ့အကျော်ကဟင်းရွက်ရောင်းတဲ့ဈေးသက်ရှိမှရက်ပြီးလက်ညှိုးလေးထိုးကဘလောက်လဲမေးနေတဲ့ပုံစံတင်ရတယ်ငါးလွာကနေလမ်းပြီးကြည်နေရတာတကြောင်စာအုပ်တွေဖက်ဖုန်းတွေပဲကြည်နေပြီးတော့ပျက်စီးစာပြုတ်နေတဲ့အမြင်အာရုံကတကြောင်သူပါကိုလက်ညှိုးညွန်ပြီးမေးနေတယ်မသေးခွဲခဲ့ဘူးအဆောင်ဝင်နေတာ2လကျော်ရုံသာရှိသေးပေမဲ့ညာစည်းတန်းရဲ့အချောင်းကိုတော့နင်းငယ်နှောကြည့်နေပြီဖြစ်လို့သူမကိုတော့အဲ့ဒီဈေးသည်စီမှာမဝယ်စေချင်ခဲ့ဘူးဘာလို့ဆိုဆောင်ပြောင်းလာကစားမှာကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံကြောင့်လို့ပြောလို့ရတယ်အစမတန်တောင်းနေစေတဲ့မလက်ဆက်တဲ့သီးနှံတွေကြောင့်ဒုက္ခရောက်ခဲ့ရတော့အခွင့်သာရှိရင်အော်ပြောလိုက်ချင်မိပေမဲ့သူမကြားနိုင်တာအကြောင်းသူတို့ဘာစီဝါရေးကိုတုံးနဲ့ထိုးသလိုဖြစ်သွားမှာစိုးရိမ်တာတကြောင်မရှိမဲ့စူဆောင်းထားခဲ့ရတယ်ကိုယ့်ရဲ့မာနာလေးကိုငဲညာမိတာတကြောင်အကြောင်းပေါင်းသိန်းသန်းကျော်နေပဲနှုတ်စိတ်ကသူမရဲ့အပြုမှုတွေကိုငေးချီနေပြီးပြန်တယ်စိတ်ထဲကတော့ကြိတ်ပြီးအဲ့ဒီဈေးသည်စီကမဝဲပါစေနဲ့လို့ပဲမျောလင့်နေခဲ့ရတယ်ဘဝမှာစုတွေအများကြီးတောင်းခဲ့ဘူးလေအများကြီးကိုလည်းမျောလင့်နေခဲ့ဘူးလေဒါပေမဲ့အဖြစ်အပျက်တွေကကိုတောင်းတဲ့စုအတိုင်းကြီးပြည်ယူထုံးတယ်မရှိသလိုမျောလင်းချက်တွေကလည်းလက်တွေ့အကောင့်တွေပေါ်မလာတတ်ပါဘူးလူသားတစ်ယောက်ဖြစ်နေတဲ့အတွက်လူသားဆန်ဆန်နေပဲဘဝကိုဖြတ်သန်းရင်မျောလင်းချက်တွေနဲ့ပဲအသက်ဆက်နေရတော့ပေါ့ဒီတစ်ခေါက်မှတော့ကံကြမ္မာကျွန်တော်ဘာကိုပဲရင်ခဲ့သလားဈေးတယ်ဟာပဲကန်ဆိုသလားသူမကတော့မဝယ်ပဲနဲ့အခြားဆိုင်ရှိရတွေစီဆက်လို့ရှောက်သွားနေတော့ပေါ့ပျော်ရွှင်ခြင်းတွေရင်မှမှာခံစားလိုက်ရပြီညာစည်းနဲ့တခြားသူမတယောက်ပင်ညာဝိဝိုက်ချင်ရင်နောက်တဲ့ဟင်းရဲတဲ့တူစီစိတ်ထမေးပြန်တယ်ဒီတစ်ခါသူမမေးတဲ့ဈေးတဲ့ဆိုင်ခင်းပေါ်ကမြေပြင်ပေါ်မှာဝါကက်ကလေးတစ်ချက်ချဝိစာလေးဖြန့်တယ်ပြီးဟင်းသီးဟင်းရွက်တွေကိုခင်းချင်းရောင်းချတဲ့ပုံစံမျိုးပေါ့ဈေးတဲ့ကြားရအောင်ဖြစ်စီသူမလိုချင်တဲ့ဟင်းရွက်လက်ဆက်ပုံကိုကြည့်ကျင်တာပဲဖြစ်စီသူမခါးလေးကုန်းပြီးဈေးတဲ့နဲ့စကားပြောနေချိန်နေရွယ်ကြားဆန်တဲ့လေးတွေဟာအငြိမ်မနေနိုင်ပဲသူမရဲ့မျက်နှာတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။အဲ့ဒီအချိန်နဲ့ရွက်နောက်ကိုဆန်ရွယ်လေးတွေပြန်ပြီးသိမ့်ပေးခြင်းစိတ်ကိုဘလို့မှထိန်းထားလို့မရခဲ့ဘူး။ဒီတစ်ခါတော့သူမအချိန်နဲ့ကိုက်ညီသွားတဲ့ပုံပဲ။ဈေးသည်စီကချွတ်ချွတ်အင်းနဲ့ထုတ်ထားတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်လေးတွေကိုလှမ်းယူပြီးပါလာတဲ့ပတ်စံကြီးတွေက1000နဲ့တရွက်လို့ထင်ရမယ်။ငွေဆက်ကူတရွက်ကိုပေးပြီးကျွန်တော်တို့တိုက်ရှိရစီပြန်လှည့်လာခဲ့ပါတယ်။ဈေးသည်စီကထွက်လာပြီးမှသူမဝယ်လာခဲ့တဲ့ဟင်းရွက်တွေကိုသိချကြည့်တာလက်မောင်းမှာချိတ်ထားတဲ့အိမ်နေတဲ့ထဲလို့သူမစီကအပြုံးတဝင့်ထွက်လို့လာပါတယ်သူမပြုံးတာလေးကိုကြည့်နေရင်းနဲ့မှာငါရောဘယ်ချိန်ကဒီလိုအသေးဖွဲကိစ္စလေးတွေပေါ့ပြုံးဖို့မေးနေခဲ့တယ်လေအတွေ့ကြည့်မိတယ်မပြောခဲ့ရတဲ့ရက်စွဲတွေနေမှမနေတော့ပဲကိုလို့ဖြည့်သိမ့်ရင်သူမနဲ့တူကျွန်တော်မှရောပြီးပြုံးခဲ့ရတယ်တန်တစ်ဖက်စီမှာရှိတဲ့ဈေးသည်တွေစီဝေးဝိုက်ချီရင်ကျွန်တော်တို့တိုက်အောက်ကကြက်တုံငရုတ်ရေပဲစားတဲ့ကုန်းကြောက်တွေရောင်းနေဈေးဆိုင်အောင်သူ
သူမဝင်သွားခဲ့တယ်။တစ်ဆိုင်လုံးကိုခြုံပြီးအောင်မိုးထားတဲ့ထီးရွက်ကြီးတွေရောသူမဘာလုပ်နေတယ်လဲမမြင်ရတော့ကျွန်တော်ကနေမတိတိုင်မှသာဖြစ်လို့ခုချက်ချင်းပဲအောက်ကိုဆင်းပြီးသူမရဲ့လှုပ်ရှားမှုတရံကိုငေးကြည့်ခြင်းမိတယ်။စက္ကန့်တစ်ချက်ချင်းစီတိုင်းကနိုင်မြောင်းများစွာကြာညောင်းတယ်လို့ခံစားပြီးတော့မိသိနေပြီဖြစ်တဲ့ဆေးလိပ်တို့ကိုပဲရံပြန်ရှာမိပြန်တယ်။ဟောသူမထွက်လာပါပြီ။ဈေးဆိုင်ထဲနဲ့ဝင်မှစားကလို့ခြေလမ်းတွေကနေမနေတော့ဘူး။သူမတော့အိမ်ပြန်လမ်းမှာတော့တွက်လက်နေပါတယ်။တညတာဒါမှမဟုတ်တရက်စာအတွက်ဖူလုံသွားပြီဖြစ်တဲ့အတွက်တက်ကြသလိုဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်လေ။တကယ်တော့ကျွန်တော်ကိုယ်တိုင်ကလည်းတိုက်ရောက်ကိုမစင်းခဲ့မိဘူးလို့သူမကလည်းကောင်းကင်ကြီးကိုပဲဖြစ်ဖြစ်ကျွန်တော်ရှိနေတဲ့ဝန္ဒနာစီကိုပဲဖြစ်ဖြစ်တစ်ချက်ကလေးတော့မမကြည့်ခဲ့တော့တစားတဲ့တစားဝေးခွာသွားရင်သူမရဲ့ကြောပြင်းပေါ်စံနယ်လေးတွေကလည်းလက်ပြနှုတ်ဆက်နေတယ်လို့ရင်းနဲ့ကျွန်တော်ရဲ့အမြင်လေးအောက်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။တောင်းနေတဲ့ဆေးလိပ်ကလည်းကုန်သွားပြီမို့ဟိုးဝေးမှရှိတဲ့နေမင်းကြီးကိုတစ်ချက်လမ်းကြည့်ရင်အဆောင်တကားပေါက်ရှိရစီခြေလမ်းတွေကိုအလုပ်ပေးလိုက်မိပါတယ်